ရက်ကဝတ်တွေရှင်းတော့ဝတ်လို့မရတော့တဲ့အဝတ်အစားတွေထွက်လာတယ်ဘလို့မှကိုမတော်တော့ဘူး fit မဖြစ်တော့ဘူးအရင်တုန်းကကြိုင်လုံးလို့ဆိုပြီးခဏခဏထုတ်ဝတ်ခဲ့ရတဲ့အဲ့ဒီအင်ကြီးလေးတွေအခုတော့ဒစိမ့်နေလို့ပါပဲကိုနဲ့မတော်ပေမဲ့ညီမတွေနဲ့တော်တဲ့သူယူဝတ်ကြဟေးဆိုပြီးပေးလိုက်ရတယ်တော်တဲ့သူတွေဝတ်လိုက်တော့လေလှလှပပနဲ့အဝင်ခွင်ကြကိုဖြစ်လို့ fit ဖြစ်တယ်ဆိုတဲ့စကားကိုစဉ်းစားမိလို့ပါအင်ကြီးတွေဟာကိုနဲ့မတော်တော့ဘူးဆိုရင်ဝတ်လို့မရတော့လူတွေလည်းဒီအတိုင်းပါပဲလားလို့ကိုနဲ့ကီးမကြိုက်တော့တဲ့အခါဆက်ပြီးပေါင်းတင်နေလို့မရတော့ပါဘူးတချို့တငယ်ချင်းတွေရှိပါတယ်တစ်ချိန်လုံးကအရန်ကိုချစ်ခဲ့ကြတယ်တွဲသွားတွဲလာလုပ်ကြတယ်အချင်းချင်းသွားလာလဲပတ်ကြတယ်ဆာဆာသွားအတူရှိတယ်ကိုနဲ့သူနဲ့ fit ဖြစ်နေတဲ့သဘောပေါ့နည်းနည်းကြာလာတော့တယောက်အကြောင်းတယောက်တိလာတယ်ဥပမာအားဖြင့်တခုခုမှအစွန်းရောက်တဲ့သူလေးဆိုရင်ကျွန်မသိသဘောမတွေ့တတ်ဘူးသူတို့နဲ့နေရတာပူလောင်နေလို့ထင်တယ်ကိုတငယ်ချင်းလှုပ်ထားမိသူကအစွန်းရောက်အတွေးခေါ်တွေရှိလာပြီးဆိုတဲ့အခါကျွန်မကခက်ဝေးဝေးကပဲနေကျင်တော့တယ်ကျွန်မနဲ့သူနဲ့ fit မဖြစ်တော့ဘူး Facebook မှာဆိုရင်တော့ကျွန်မက unfollow လုပ်လိုက်ပါတယ် unfollow လုပ်တယ်ဆိုတာကြည့်လို့မရလို့မုန်းလို့စသဖြင့်ပြောကြပေမဲ့ကျွန်မ unfollow လုပ်တယ်ဆိုတာကတော့ခင်မင်မှုကိုဆက်ပြီးတည်တံ့စေခြင်းတဲ့အတွက်ဖြစ်ပါတယ်သူ့ကိုမြင်နေရသမျှသဘောထားမတိုက်ဆိုင်တာတွေပေါ်လာမယ်ဒါဟာ limit တစ်ခုကိုကျော်သွားခဲ့မယ်ဆိုရင်မုန်းတဲ့ဘက်ကိုဥတည်သွားတတ်ပါတယ်ဒါကြောင့် unfollow လုပ်လိုက်တဲ့အခါအရင်ခင်မင်ရင်းဆွဲရှိတဲ့အတိုင်းဆက်ပြီးခင်မင်နိုင်တယ်အပြင်မှာတွေ့ရင်လည်းအရင်လိုမျိုးပဲနှုတ်ဆက်နိုင်တယ်အယူဆရေးရတဲ့အကြောင်းတော့တင်းရင်တင်းနီးမသိလို့တော့တာအမှန်ပါပဲတစ်ဖက်သက်ပြောသလိုများဖြစ်သွားသလားလို့တွေးမိပေမဲ့သူ့ဘက်ကလည်းကိုယ့်အပေါ်အမျိုးမျိုးသောအကြောင်းအရာတွေနဲ့မကြိုက်နိုင်တော့ဘူး fit မဖြစ်နိုင်တော့ဘူးဆိုတာကိုသတိရမိပါတယ်တချို့ကိုနဲ့အရန်ရင်းနှီးချစ်ကြီးစီးလုံးခဲ့ကြတဲ့သူတွေဟာအင်မတန်မှပဲအံ့ဩစရာကောင်းစွာနဲ့ဒစိမ့်တွေလိုဖြစ်သွားတတ်ကြပါတယ်ကျွန်မအဲ့ဒီပြောင်းလဲမှုတွေကိုခံစားမိပါတယ်အထွေအထူးဝမ်းနည်းမိတာတော့မရှိပါဘူးကျွန်မဟာသူ့အတွက်မတော်တော့တဲ့အင်ကြီးတစ်ထည်ဖြစ်သွားခဲ့တာပဲနေမှာပါသူတို့အင်ကြီးအစ်စ်တွေထောက်ဝယ်လိုက်တယ်လို့ကျွန်မမှလည်းနောက်ထပ်အင်ကြီးအစ်စ်ကလေးတွေရှိလာအောင်ပါပဲ